ဘဆရာသမားကကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့တပည့်ကိုအရန်ကာကွယ်ခြင်းနဲ့စိတ်နဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကိုလိုက်ချနေမယ်တေးသေးလေးရစားလိုက်ပြီးဆုံးဖြတ်ပြီးနေမယ်ဆုံးဖြတ်ပိုင်ခွင့်ပိတ်ပင်ထားမယ်ဆိုလို့ရှိရင်သူဟာသူမိန်းကလေးဖြစ်စီယောက်ျားလေးဖြစ်စီမဆုံးဖြတ်တတ်တော့ဘူးကိစ္စတေးသေးလေးကိုတော့မဆုံးဖြတ်တတ်တော့ဘူးအဲ့တော့သူ့ကိုဆုံးဖြတ်ခိုင်းလိုက်တဲ့အချိန်ကျရင် तू ကမဆုံးဖြတ်ဘူးတဲ့အတွက်ဒီ experience မရှိတဲ့အတွက် तू ဆုံးဖြတ်တဲ့အခါမှာမှားယွင်းနိုင်တယ်လို့တော့ Laura သုံးသပ်တယ်ဒါ Laura တယောက်တည်းရဲ့သုံးသပ်ချက်ပါတေးသေးလေးကိုမဆုံးဖြတ်တဲ့အခါမှာမဆုံးဖြတ်ရတော့ तू ဆုံးဖြတ်ချက်ချလိုက်တိုင်းလည်းအမြဲတမ်းလွဲလာရင်တော့သူ့ကို तू confidence မရှိတော့ဘူးအဲ့တော့အမြဲတမ်းသူများကိုလိုက်ပြီးတော့ဆုံးဖြတ်ခိုင်းတာမျိုးတွေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့လို့ငငယ်လေးတွေကဆုံးဖြတ်ချက်တေးသေးလေးတွေကိုကိုယ့်အရွယ်နဲ့ကိုဆုံးဖြတ်ချက်ချပါမှန်လာပြီဆိုလို့ရှိရင်မှနည်းနည်းပိုကြီးရဲ့ဆုံးဖြတ်ချက်တွေကိုကိုယ်တိုင်ချလာနိုင်လိမ့်မယ်စောကအစမှပြောသွားသလိုပဲဆုံးဖြတ်ချက်အကျင့်တရားချတိုင်းအကျင့်တရားလုံးမှန်ဖို့တော့ခက်တာပေါ့ဒါလူတိုင်းမဖြစ်နိုင်ဘူးလေနော်ဒါပေမဲ့အကျင့်အများစုမှန်နေဖို့တော့အရေးကြီးတယ်တခါတလေလွဲမှားတာတော့ရှိမှာပေါ့ဒါပေမဲ့အဲ့လွဲမှားမှုကိုကြောက်တဲ့အခါမှာလုံးဝဆုံးဖြတ်ချက်တွေမချနိုင်တော့တဲ့အထိဖြစ်ပေါ်သွားနိုင်တယ်ဒါကြောင့်မို့လို့အုံနောက်ဘသူပိုကောင်းလဲဆိုတာကပုံသေးကားချက်မဟုတ်ပါဘူးမိန်းကလေးလည်းကောင်းနိုင်တယ်ယောက်ျားလေးလည်းကောင်းနိုင်ပါတယ်လို့ဒါကတော့ study လေးရိုင်းတစ်စင်းဖတ်ပြတာပါလို့ bye bye မငင်းခုန်နေနဲ့တော့เนาะ